ဂျင်သွားတဲ့ဒူဒီဆိုရင်လေဒီမေကုန်းကိုမကြုံဖူးတဲ့ဒူမရှိတလောက်ပါပဲအဲ့ဒါကဘာလဲဆိုတော့ကြွတာတက်ချင်ရင်အလေးနည်းနည်းနဲ့အကျိန်များများကစားရမလားဒါမှမဟုတ်အလေးများများနဲ့အကျိန်နည်းနည်းပဲကစားရမလားဆိုတော့ပေါ့ကဲဒီနေ့တော့အမြဲတမ်းလိုညင်းခွန်နေကြတဲ့ဒီအကြောင်းအရာရဲ့အဖြေကိုကျွန်တော်တို့အတူတူရှားကြည့်ကြတာပေါ့ဟုတ်ပါပြီဒါကတော်တော်များများချင်းမြောက်ရင်ကိုပြီးပြန်မင်းမိတဲ့မေးခွန်းပဲဘယ်နီလန်ကကိုယ့်ရဲ့ပန်းတန်ရတာအကောင်းဆုံးဖြစ်မလဲဆိုတာပေါ့အဖြေကိုတိုင်းမပြောရင်မှလေနီလန်တစ်ခုချင်းစီမှာဘယ်လိုအားသာချက်တွေအားနည်းချက်တွေရှိလဲဆိုတာကိုအရင်ဆုံးသေသေးချာချာလေးလေ့လာကြည့်လိုက်အောင်ကဲပထမဆုံးအနေနဲ့လူတော်များများနဲ့ယင်းနှီးပေးသားဖြစ်တဲ့နီလာတစ်ခုကိုအရင်ကြည့်ကြမယ်အဲ့ဒါကတော့အလေးပိုလေးတုံးပြီးအချင်းရေများကစားတဲ့ပုံစံပါပဲဒီနည်းလည်းအတိအကျရခဲ့လာတော့ muscular endurance လို့ခေါ်လဲကြတားရဲ့ခံနိုင်ရည်အားကိုတိုးတက်စေဟိုပါပဲဆိုလိုတာကလည်းဥပမာမာရသွန်အပေးသမားတယောက်လို့ပေါ့ကြတားတွေကအချင်းကြိုင်မပင်ပန်းပဲအလုပ်လုပ်နိုင်အောင်လေ့ကျင့်ပေးတဲ့သဘောမျိုးပါဒီနီလန်မှာအားတာချက်တွေကမနေလာဘူးဗျအလေးတွေကပေါ်ပါတော့လေဒဏ်ရာရနိုင်ခြေကတိတိတသားကိုနေသွားတဲ့ပြီးတော့အရေးကြီးဆုံးကပါလဲဆိုတော့လေ့ကျင့်ခန်းရဲ့ form ပုံစံမှန်ဖို့ကိုတိတိချာချာအာယုံစိုက်လို့ရသွားတာပဲ forman ကမှုကအခြေခံအကျဆုံးဆိုတော့ဒါကတကယ်ကိုအားတာချက်ကြီးတစ်ခုနော်နောက်ပြီးတော့ကြွက်သားတွေကိုပုံချလှပစေတယ် lean ချစ်စေတယ်ပေါ့အစီကျဖို့ကိုလည်းအများကြီးအထောက်အကူပြုပါရဲ့ဒါပေမဲ့အားသာချက်တွေရှိသလိုအားနည်းချက်တွေလည်းရှိနေပဲရောဒီနီလန်းကလေကြွက်သားထုကိုတိတိတသားကြီးထွားလာဟိုအတွန်းတော့အချိန်နဲ့ပို့ယူရတယ်ပြီးတော့အလေးကြီးတဲ့မနိုင်တဲ့အစွမ်းကုန်အင်တာတိုးတက်မှုကလေထချာနီလန်းနဲ့ရှင်းလိုက်တော့နည်းနည်းလေးနှီးကွေးပါလိမ့်မယ်ကဲဟုတ်ပြီဒုတိယနီလန်ထက်တဲ့အလေးများအကျိန်နဲ့ကစားတဲ့ပုံစံကိုစပ်ပြီးကြည့်လိုက်ကြရအောင်ဒီနီလာရဲ့အဓိကရွယ်ချက်တော့အရင်တစ်ခုနဲ့လုံးမောက်ကိုဆန့်ကျင်ပဲသူကတော့ကြွတ်သားအရာနဲ့ကြွတ်သားထုမတ်ကိုဒူးတဲ့စေဖို့အဓိကထားတာပါသူ့ရဲ့အားသာချက်တွေကတော့တကယ်ကိုဆွဲဆောင်မှုရှိတယ်အချိန်တိုတွင်းမှာအင်အားတိတိတတ်တိုးတက်လာပြီးကြွတ်သားထုလည်းမြင့်တက်လာတာကိုတွေ့ရမှာပါလူသိတတိမထားမိတဲ့နောက်ထပ်အကျိုးကျေးဇူးတစ်ခုကဘာလဲဆိုတော့အယိုးတိတ်သေးစာကိုပါတိုးတက်စေတာဒါကရေရှည်ကျမ်းမာရေးအတွက်အရန်ကောင်းတဲ့အချက်တစ်ခုပဲဒါပေမဲ့သတိထားရမယ့်အချက်တွေလည်းရှိနေပြန်ပါတယ်အလေးချိန်များတာကြောင့်လေ့ကျင့်ခန်းပုံစံတနည်းလေးလွဲသွားတာနဲ့တန်ရာရနိုင်ချက်ကအရန်များပါတယ်ဒါတကယ်ကိုအရေးကြီးဆုံးသတိပြုရမယ့်အချက်ပဲပြီးတော့ကြွတ်သားခန့်နိုင်ရေးအားကိုတော့အများကြီးတိုးတက်စေမှာမဟုတ်ပါဘူးကဲဒါဆိုရင်ဒီနှစ်ခုတကဘေးတစ်ခုကိုရွေးချယ်တင်လဲဆိုတဲ့မိဟုန်းကိုရောက်လာပြီအဖြေကရိုရှင်းပါတယ်ကိုပိုင်ကြံခိုင်မှုပန်းနိုင်အပေါ်မှာပဲလွန်ဝါကိုမူတည်နေပါတယ်ဒီတော့ဘလို့ရွေးမလဲကိုပန်းနိုင်ကိုအရင်ဆုံးပြတာတိဖို့လိုတယ်ဥမာကိုအလေးချင်းရှော့ချချင်တာဒါမှမဟုတ်ချော်သားတွေပုံချပြီးတွဲလဲလာပါချင်တယ်ဆိုရင်တော့အလေးနဲ့အချိန်များကပို့ပြီးတော့တင်းတော်ပါတယ်အဲ့လိုမှမဟုတ်ပဲချော်သားသူကိုကြီးချင်တာအင်အားကိုတိုးချင်တာဆိုရင်တော့အလေးများအချိန်နဲ့ကအကောင်းဆုံးရွေးချယ်မှုဖြစ်မှာပါဒါပေမဲ့တခုတည်းကိုပဲရွေးရမယ်လို့ဘယ်သူမှပြောလို့လဲတကယ်တမ်းတော့အကောင်းဆုံးနည်းလမ်းဆိုတာတခုတည်းမှမရှိပါဘူးအကောင်းဆုံးကတော့ဒီနှမျိုးလုံးကိုပေါင်းဆက်လေ့ကျင့်လိုက်တာပါပဲဒီလိုပေါင်းဆက်တဲ့နည်းလမ်းကို periodization လို့ခေါ်ပါတယ်ဥပမာအနေနဲ့ပြောရရင်ပထမတစ်လမှာအလေးများနဲ့အင်အားကိုတည်ဆောက်မယ်နောက်တစ်လမှာတော့အလေးနဲ့ခံနိုင်ရင်အားကိုလေ့ကျင့်မယ်ဒီလိုအလေးကျကစားသွားမယ်ဆိုရင်အကျိုးကျေးဇူးနှမျိုးလုံးကိုရရှိနိုင်မှာပေါ့ဘယ်နီလန်းကိုပဲရွေးချယ်သည်ဖြစ်စေအားလုံးအတွက်လိုက်နာရမယ့်အရေးကြီးဆုံးစီမင်းကြီးတစ်ခုတော့ရှိနေပါတယ်အဲ့ဒါကတော့ဘယ်လိုအလေးချင်းကိုပဲရွေးချယ်ပါစေပုံစံမှမှန်ရင်အချိုးမရှိတဲ့အပြင်ဒဏ်ရာပါရနိုင်ပါပဲဆိုတဲ့အချက်ပါပဲဒါကလေ့ကျင့်ခန်းလုပ်သူအတိုင်းအတွက်ရွှေစီးမင်းတစ်ခုလိုပါပဲလုံးဝမေ့ထားလို့မရပါဘူးဟုတ်ပါမယ်အလေးချင်းဒီအချင်းအရေးတော်တီထက်အရေးကြီးဆုံးက formless everything ပါပဲပုံစံမှန်ကန်မှုကတော့အရာအလုံးရဲ့အခြေခံအုံမြစ်ဖြစ်တယ်ဆိုတာကိုအမြဲတမ်းသတိရနေရပါမယ်ဒီတော့အဆုံးမှာကိုပြန်မေးရမယ့်မေးခွန်းကတော့ကျွန်တော်တို့ရဲ့ကန်ခိုင်မှုပန်းတိုင်ကတကယ်တမ်းမှာဘာလဲဆိုတာပါပဲအဲ့ဒီအဖြေကိုရှင်းလင်းသိသည်ဆိုရင်တော့ကိုလျှောက်ရမယ့်လမ်းကြောင်းကလည်း